မင်္ဂလာပါကျွန်တော်ဒီနေ့ UFC ကနေမှာ Power Ranking သတ်မှတ်ချက်နဲ့ပတ်သက်ပြီးမှာကျွန်တော်ဒီနေ့ပြောပြသွားချင်ပါတယ်ကျွန်တော်တို့ချစ်တော် Ilya Topuria ကြီးကတော့အဆင့်30လောက်ပြုတ်ကျသွားပြီးမှာအဆင့်9နေရာကိုရောက်ရှိလာခဲ့ပါပြီအဆင့်4နေရာကိုတော့ကျွန်တော် Justin Gaethje ကအစားထိုးဝင်ရောက်လာပါတယ်ကျွန်တော်တို့ဒီမပြောင်းလဲပဲနံပါတ်1နေရာမှာရှိနေတာတော့ကျွန်တော်တို့ Islam Makhachev ပဲဖြစ်ပြီးမှာနံပါတ်2နေရာမှာတော့ Alexander Volkanovski နံပါတ်3နေရာမှာတော့ Peter Yan နံပါတ်4မှာတော့ Justin Gaethje ပဲဖြစ်ပါတယ်နံပါတ်5မှာတော့ကျွန်တော်တို့ Ilya Topuria ဖြစ်ပြီးတော့နံပါတ်6မှာတော့ကျွန်တော်တို့ Dwayne Spinner ဖြစ်ပြီးမှာနံပါတ်9မှာတော့ကျွန်တော် Sean Strickland ပဲဖြစ်ပါတယ်နံပါတ်10မှာတော့ Alex Pereira ပဲဖြစ်ပါတယ်နံပါတ်9ကတော့ Vidas Dvalishvili ဖြစ်ပြီးတော့နံပါတ်10နေရာမှာတော့ကျွန်တော်တို့ Joshua Ban ပဲဖြစ်ပါတယ် Joshua Ban အစတော့နံပါတ်9နေရာမှာရှိနေတာဖြစ်ပြီးမှာအခုတော့နံပါတ်10ကိုကျဆင်းလာတာဖြစ်ပါတယ်နံပါတ်17နေရာမှာတော့ကျွန်တော် Kazat Jimov ဖြစ်ပြီးနံပါတ်12နေရာမှာတော့ Cyril Gane ပဲဖြစ်ပါတယ်နံပါတ်13နေရာမှာတော့ကျွန်တော်တို့ Alexander Pantoja ပဲဖြစ်ပါတယ်နံပါတ်14နေရာမှာကတော့ Charles Oliveira ဖြစ်ပြီးမှာနံပါတ်15နေရာမှာကတော့ Aman Sarakiran ဖြစ်ပြီးမှာအရင်တော့ကနံပါတ်15နေရာမှာက Michael Chandler ဖြစ်ပြီးမှာကျွန်တော် Michael Chandler ကတော့ဒီ Power နေမှာ ranking သတ်မှတ်ချက်တွေနဲ့ထွက်သွားပြီဖြစ်ပါတယ်